ဟုတ်ကဲ့မနေ့ကညတော့ကျွန်တော်ပေါက်စားပြပါကို9မိနစ်စားပြမှာဖြစ်ပါတယ်ကဲကျွန်တော်ခုစားပြမှာဖြစ်လို့ပထမဆုံးဘုန်းကြီးခဏပြင်လိုက်ချိန်ပါစို့စားပြမယ်ကျွန်တော်ပေါက်စားပြပါကို9မိနစ်စားပြမှာဖြစ်ပါတယ်ကျွန်တော်ပေါက်စားပြပါကို9မိနစ်စားပြမှာဖြစ်ပါတယ်ကဲကျွန်တော်ခုစားပြမှာဖြစ်လို့ပထမဆုံးဘုန်းကြီးခဏပြင်လိုက်ချိန်ပါစို့စားပြမယ်